နှစ်စဉ်နှစ်တိုင်းဒီကာလကိုလျှောက်တဲ့အခါသိဆုံးပြီးသားဝိညာဉ်တွေကလူလောကစီကိုအလဲလာတတ်ကြတယ်တဲ့။အဲ့အခါမှာလူတွေကသူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားမှာဆိုလို့ဝိညာဉ်တွေဖြစ်ဟန်ဆောင်ရင်းနဲ့တရေသစီတွေကိုလှည့်စားတတ်ကြတယ်။အမောင်တို့ကလေတတိမထားမိအောင်နှဆိုးတွေကိုလှည့်ဖြားရင်းနဲ့ပေါ့။ဒါပေမဲ့ဒီအရာတွေရဲ့မူလအစကဘယ်ကလာတလဲဆိုတာကိုတော့ဘယ်သူမှမသိကြဘူး။ဒါကြောင့်ဒီနေ့မှာဒီလိုမျိုးတိမ်မြုပ်ပြောက်ကွယ်နေတဲ့ရှေးခေတ်ရင်ကြီးမှုတွေစီကိုခေါ်ဆောင်သွားပါရစေ။အဲ့ဒါကတော့လူတိုင်းကြားဘူးကြားမဲ့ဟယ်လိုဝင်းရဲ့မူလစင်မြေကလွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ကအိုင်ယာလန် UK နဲ့ Scotland တို့မှာနေထိုင်ခဲ့ကြတဲ့ရှေးခေတ်ဆဲတဲ့လူမျိုးတွေရဲ့စောင်းဝင်ပွဲတော်စီကနေစတင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲတော်အကြောင်းကို900စုနှစ်အထိစာနဲ့ရေးမှတ်ထားတာမျိုးမရှိပေမဲ့ဇက်တဲ့လူဖွဲ့စည်းများစုမှာနှုတ်နဲ့ပြောဆိုခဲ့တဲ့ရိုးရာတွေရှိခဲ့တာကြောင့်ဒီပွဲတော်ကအဲ့ထက်အများကြီးပိုပြီးရှိကြမယ်လို့ယူဆရပါတယ်။ဇက်တဲ့လူမျိုးတွေကနွေရာသီမှာစိုက်ပျိုးမွေးမြူရေးတွေလုပ်ကင်ကြပြီးတော့ဒါဟာသူတို့အတွက်တော့နှစ်တစ်နှစ်ရဲ့ရှင်သန်ခြင်းအလင်းဘက်အချမ်းလို့ယူဆကြပြီးအေးခဲလုံးနဲ့ဆောင်းရာသီမှာတော့ကြံတန်းလုံးနဲ့ရာသီဥတုကြောင့်ဘာမှစိုက်ပျိုးမရတဲ့အတွက်ဒါဟာသိဆုံးခြင်းအမောင်ချမ်းလို့သတ်မှတ်ကြပါတယ်။နှစ်စဉ်အောက်တိုဘာလ31ရက်နေ့ညနေခင်းကနွေရာသီရဲ့နောက်ဆုံးအချိန်ကာလဖြစ်ပြီးတော့ဆောင်းရာသီကိုစတင်ကူးပြောင်းမဲ့အချိန်လေးဖြစ်တာကြောင့်အဲ့အချိန်မှာဆိုရင်ဆောင်းဝင်ပွဲတော်ကိုကျင်းပကြပါတယ်။ဒီပွဲကိုဆမ်ဟိန်းလို့ခေါ်ပြီးတော့ဆက်တစ်အတန်ထွက်နေဆိုရင်စော်အင်းလို့အတန်ထွက်ပါတယ်။ဒီအချိန်ကနှစ်တစ်နှစ်ရဲ့အလင်းကနေအမောင်ချမ်းကိုကူးတဲ့ကာလဖြစ်တာကြောင့်လူလောကနဲ့ပရလောကကြားတဲ့ကအတားစီကလည်းအပားလွှာဆုံးအချိန်ဖြစ်သွားတယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်သိဆုံးပြီးသားဝိညာဉ်တွေနဲ့နတ်ဆိုးတွေကလူလောကကိုဝင်ရောက်လာတတ်ကြတယ်တဲ့။အဲဒါကြောင့်ဒီနတ်ဆိုးတွေစီကနေလူတွေကိုကန်ဆိုးမှုနဲ့ကြရောဂါတွေမချမ်းခဲ့အောင်နဲ့မကောင်းတဲ့ဝိညာဉ်တွေကိုနှင်ထုတ်ဖို့အတွက်ဒီပွဲကိုပြုလုပ်ကြပါတယ်။ဒီပွဲကိုကျင်းပတဲ့အခါမှာလူတွေအားလုံးကသူတို့ကိုသူတို့သိဆုံးပြီးတဲ့ဝိညာဉ်တွေနဲ့ဆင်တူအောင်တရိတ်ဆန်ရေပြားတွေကြိုးတွေနဲ့မျက်နှာဖုံးတွေကိုဝတ်ဆင်ကြပါတယ်။ဒါဟာပရလောကသားတွေကလူလောကကိုဝင်ရောက်လာတဲ့အခါမှာလူတွေကိုဒုက္ခပေးမှဆိုတဲ့အတွက်လူလားနှဆိုးလားမသိရအောင်ဟန်ဆောင်ဖို့ဝတ်ဆင်ကြတာပါ။ယနေ့ခေတ်ဟောလဝင်းနေ့မှာကြောက်စရာကောင်းတဲ့ပုံစံတွေဝတ်ဆင်ကြတာရဲ့မူလအစလည်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့လူတွေအားလုံးကသူတို့ရဲ့အိမ်မှာရှိတဲ့မီးတွေအားလုံးကိုနှိမ်လိုက်ပြီးတော့ရက်ကွက်အလဲရွာတွေရဲ့အလဲမှာစုဝေးကြပါတယ်။အဲဒီနောက်မှာတော့ဆက်တစ်ဖုံးတော်ကြီးတွေကမိဘုံကြီးတစ်ခုကိုဖိုးလိုက်ပြီးဆူတောင်းစကားတွေရွတ်ဖက်ပူဇော်ကြပါတယ်။ဒါအပြင်နတ်ဆိုးတွေကလူတွေကိုအန္တရာယ်မပေးစေနိုင်ဖို့အတွက်လည်းသီးနှံတွေနဲ့တရိတ်ဆန်တွေကိုမိဘုံနဲ့ဖြစ်ထည့်ပြီးရစ်ပူဇော်ပတ်တာလေးရှိပါတယ်။တချို့ဒေသတွေမှာတော့မိဘုံကြီးနှစ်ခုပြုလုပ်ထားပြီးလူတွေနဲ့တရိတ်ဆန်တွေကဒီမိဘုံနှစ်ခုကြားထဲမှာရှောက်သွားရင်းနဲ့ကန်ဆိုးမှုတွေကိုဖယ်ရှားပစ်တတ်ကြပါတယ်။ဆဲတဲ့လူမျိုးတွေအတွက်တော့မီးဆိုတာကမှုံမဲကြမ်းတမ်းပြီးအေးခဲလုံးနဲ့ဆောင်းရာသီအတွက်နေဖြစ်ပြီးရောအလင်းတက်နှွေးထွေးမှုနဲ့ကံကောင်းမှုတွေကိုတည်ဆောင်လာတယ်လို့လည်းယုံကြည်ကြပါတယ်။ဒီကာလကဝိညာဉ်တွေပြန်လဲလာရောက်လဲပတ်တဲ့အချိန်ဖြစ်တာကြောင့်ရှေ့ဖြစ်ဟောဖို့အတွက်အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ဒါကြောင့်လာမယ့်နေရာသည့်အတွက်ဒါမကလူတွေရဲ့ကံကြမ္မာဖူးစာဘက်စာရာတွေကိုပါရှေ့ဖြစ်ဟောခြင်းတွေနဲ့အတိတ်နမိတ်ကောက်တာမျိုးတွေပါလုပ်ကြပါသေးတယ်။အမျိုးသမီးငယ်လေးတွေအတွက်ကတော့သူတို့ရဲ့အနာဂတ်ခင်ပွန်းလောင်းရဲ့နာမည်ဒါမှမဟုတ်ရုပ်ရည်ကိုကြိုတင်ခံမဲနိုင်တယ်လို့ပါယုံကြည်ကြပါတယ်။အဲ့ဒီနောက်မှာတော့ဒီမီးပုံကြီးစီကနေမီးပွားတွေကိုမိမိတို့ရဲ့အိမ်တွေစီယူသွားပြီးတော့ပြန်လဲထွန်းညှိကြပါတယ်။ဒါကမိမိတို့ရဲ့အိမ်တွေမှာကံကောင်းမှုတွေကိုရရှိစေဖို့အတွက်ပါတဲ့။နောက်ပိုင်းကာလတွေမှာတော့မိမိတို့ရဲ့အိမ်တွေမှာချစ်ခင်ရသူတွေဆွေမျိုးသားချင်းတွေနဲ့စုဝေးပြီးတော့အစားတောက်ပွဲတွေကပြုလုပ်လာကြပါတယ်။အဲ့ဒီအခါမှာတမလွန်ကနေလူလောကကိုပြန်လာတဲ့မိမိတို့ချေရသူတွေရဲ့ဝိညာဉ်တွေအတွက်ပါနေရာထိုင်ခင်းတွေပြုလုပ်ပေးကြပါတယ်တဲ့။ဒါအပြင်စိုးသွမ်းတဲ့ဝိညာဉ်တွေနတ်ဆိုးတွေကိုချိန်နဲ့စေဖို့နဲ့လူတွေကိုကန်ဆိုးမှုတွေပေးမသွားအောင်အတွက်လည်းသူတို့အတွက်အစားတောက်တွေကို
အိမ်ပြင်ဘက်ရွာပြင်ဘက်တွေမှာခြာထားတတ်ကြပါသေးတယ်။အဲနောက်အလဲခစ်ကိုရောက်တဲ့အခါမှာတော့ဆင်းရဲသားတွေကဝိညာဉ်တွေလိုဝစ်ဆင်ပြီးတော့အိမ်တွေစီကနေအစားအစာနဲ့မုံတွေကိုလှည့်လည်အလူခံပါတယ်။အပြန်လှန်အနေနဲ့အင်ရှင်တွေကိုကြပြရွတ်ပြတာကောင်းချီးပေးတာတွေပါပြုလုပ်ကြပါတယ်။အဲကနေနောက်ပိုင်းမှာကလေးတွေအတွက်ပျော်စရာတလေးတစ်ခုဖြစ်တဲ့ trick or treat ဆိုတာဖြစ်လာခဲ့တာပါ။ဒါပေမဲ့ဒါက17လူမျိုးတွေရဲ့စောင်းဝင်ပွဲတော်သားဖြစ်ပြီးတော့ Halloween ရဲ့လို့မဖြစ်လာသေးပါဘူး။ကိုရာစုရောက်တဲ့အခါမှာတော့ခရစ်ယာန်ဘာသာက17ယဉ်ကျေးမှုတွေစီကိုတဖြည်းဖြည်းပြန့်နှံ့ဝင်ရောက်လာပါတယ်။မူလစမှာတော့ဒီလိုရိုးရာယုံကြည်မှုတွေကိုခရစ်ယာန်တိုင်းဝိုင်းကနှုတ်ကိုယ်ကွယ်မှုဖြည့်ရှုံချခဲ့ပေမဲ့နောက်ပိုင်းမှာတော့ယဉ်ကျေးမှုတွေဟာပေါင်းစပ်သွားပါတယ်။ခရစ်ယာန်မှာနှစ်စဉ်နိုဝင်ဘာ1ရက်နေ့ရောက်တိုင်းဖုံးတော်ကြီးတွေနဲ့သူတော်စင်တွေကိုဂုဏ်ပြုတဲ့ All Saints Day ဆိုတာရှိပြီးတော့အလယ်ခေတ်ကာလမှာတော့ All Hallows Mass လို့ခေါ်ပါတယ်။အဲ့ဒီမတိုင်ခင်အောက်တိုဘာ31ရက်နေ့ခင်းကိုတော့ All Hallows Eve လို့ခေါ်ရင်နောက်ပိုင်းမှာ Halloween ရဲ့လို့ဖြစ်လာခဲ့တာပါ။ဒါကြောင့်17တို့ရဲ့စောင်းဝင်ပွဲဆယ်ဝင်ကနေ Halloween ပွဲတော်ဟာပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် Halloween ကာလမှာအမြဲမြင်တွေ့နေရတဲ့ဖယုံသီးမီးပုံးတွေမှာလည်းစိတ်ဝင်စားစရာပုံမြင်တစ်ခုရှိနေပါတယ်။ဒီအကြောင်းကိုလည်းမကြခင်ပြပြပေးသွားမှာမလို့ကျမရဲ့ channel ကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။